အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်ပြပေးမှလေးရတော့မြည့်ရခိုင်ချက်လေးပဲဖြစ်ပါတယ်ပထမဦးစွာတေချာသောဆေးကြောထားတဲ့မြင်းလေးတွေကိုအနေတော်တုံးလေးတွေတုံးပါမယ်ရှင်ချက်သွန်ဖြူချက်သွန်လေးနဲ့ငရုတ်သီးစိမ်းလေးတွေကိုပြင်ဆင်ပေးထားပါမယ်ပစုံချောင်းစိမ့်စားငပိနဲ့ပစုံအနှဲငယ်ကိုလည်းပြင်ဆင်ထားပါမယ်ရှင်ချက်သွန်ဖြူချက်သွန်နီငရုတ်သီးစိမ်းနဲ့ပစုံချောင်းတို့ကိုအားလုံးရောချိတ်ပါမယ်ရှင်ပေါင်ပစ္စည်းများအားလုံးပြင်ဆင်ပြီးသားရင်တော့တဲဟိုးတဲကိုအကုန်လုံးထည့်လိုက်ပါမယ်စီကိုတော့ပါလီယုံလေးပဲထည့်ပါမယ်ရှင်မထည့်လည်းရပါတယ်အရသာအတွက်စက်သားမုံအနည်းငယ်ထည့်ပေးပါမယ်အားလုံးထည့်ပေးပြီးသွားရင်တော့ရေကိုညှစ်မြုပ်တဲ့အထိထည့်ပြီးအဖုံဖုံပေးထားပါမယ်ရှင်အခုလိုနေထားရရင်တော့တေချာသမွေပေးပြီးမီးပိတ်လို့ရပါပြီရှင်ကဲအခုဆိုရင်တော့အလုတ်ရှုပ်သက်တာချင်းရလေးလွယ်ကူမြန်ဆန်ပြီးရှူရှူရှဲရှဲနဲ့ထမင်းစားနေစီမယ်ရှူရှဲမြင့်ခိုင်ကျလေးရပါပြီရှင်ဆုံးထိချစ်ချူပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်